မိဘတွေကိုပေးခြင်းကမ်းခြင်းနဲ့မသစ်ဆိုတဲ့ထိုင်းအမတဦးရဲ့တောင်းတဲ့စုကိုပြည့်သွားခဲ့ပါပြီ။ဘန်ကောက်ထဲမှာနေထိုင်ပြီးမသစ်ဟာဒီနေ့2ရက်နေ့9လပိုင်း2026ထိုင်းတီစုကြီးဖြစ်တဲ့936 3ညခွန်ကို6ဆောင်တိဘတ်54တန်းကန်ထူးသွားပါတယ်။အနီရောင်အက်ကနေထီထိုးခဲ့တာဖြစ်ကြောင်းနဲ့ထီထွက်တော့သူပေါက်လားမပေါက်လားဆိုတာမတိချသေးတာကြောင့်အက်ကနေထီပေါက်တယ်လို့ဖုံးဆက်လာမှတည်သွားကြောင်းတို့ကိုပြောပြခဲ့ပါတယ်။မသစ်ကပတ်စံတွေကိုအဖေနဲ့အမေအကျွေးတွေကိုဆက်ပေးမှနဲ့မိဘတွေကိုပေးမယ်လို့ဆိုပါတယ်ရှင်။မသစ်ထိုးခဲ့တဲ့အင်နီရောင်ကချက်ချင်းပဲဘတ်ငွေ54တန်းကိုအိမ်ထိသွားပေးခဲ့ပါတယ်ရှင်။သတင်းလေးကိုစုံအောင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။မသစ်လိုပဲမိဘကျေးဇူးဆက်နိုင်တဲ့ကန်ထူးရှင်တွေဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like နဲ့ share လေးလုပ်ပြီးအားပေးခဲ့ကြပါအောင်ရှင်။